မင်္ဂလာပါနော်စာပေချစ်သူမိတ်ဆွေတို့ရေစာအုပ်တစ်အုပ်ကိုဖွင့်ဖတ်လိုက်တဲ့အခါတိုင်းကဘာတစ်တစ်ခုတွေကိုရောက်သွားတယ်လို့ခံစားဖို့ကြပါသလားဟုတ်ကဲ့ပါရှင်စာအုပ်တစ်အုပ်ကိုကိုယ်တိုင်ဖွင့်ဖတ်เสียမလို့ပဲ audio book လေးတစ်အုပ်နားထောင်လိုက်ရုံနဲ့ဇညိုးတွေကကဘာလေးစီတဖြည်းဖြည်းနဲ့ဝင်ရောက်သွားရတယ်လို့လိုက်ပါစီးမျောနိုင်မယ်ခံစားချက်မျိုးရရှိစေနိုင်မယ်ကျမတို့ရဲ့စိတ်ကြိုက်စာအုပ်စဉ် channel လေးကနေမိတ်ဆွေတို့စီမိတ်ဆက်ပေးကြရစေနော်ကျမတို့ရဲ့ channel လေးမှာနိုင်ငံကျော်ကမ္ဘာကျော်စာရေးဆရာကြီးတွေဖြစ်ကြတယ်ဂျာနယ်ကျော်မမလေးရဲ့ရတဆုံစာပေတွေဆရာကြီးမင်းသိန်ခါရဲ့ဘဝဆက်ဆုံအဖုံဖုံကစမ်းစေတဲ့ဇလံတွေမမိုးအင်းလျာခင်နေယူတမ်းမြင်အောင်တို့ရဲ့ရင်သွင်းဖြစ်စာပေအမှုပညာတွေဒါပြင်မင်းလူနိုင်ဝင်းဆွေထူးဆွေအောင်ရွှေဦးတောင်းစတဲ့ဂန္ဓဝင်စာရေးဆရာကြီးတွေရဲ့စာပေလက်ရာမွန်တွေကိုအလုတ်လုတ်ရင်းဖြစ်စေအားလက်ချိန်မှာဖြစ်စေအတန်းဖြစ်ရင်အတန်နဲ့ခံစားနာဆင်နိုင်ဖို့ဒီ channel လေးကိုစာပေချစ်သူမိတ်ဆွေတို့အတွက်ဖန်တီးပေးထားတာပဲဖြစ်ပါတယ်နော်စာပေအမှုပညာရဲ့ရသဆုံးမှာစီးမျောခံစားလို့သူစာပေချစ်သူတိုင်းအတွက်စိတ်ကြိုက်စာအုပ်စဉ်အတန်စာအုပ် channel လေးကိုအခုပဲ subscribe လုပ်ထားလိုက်ရအောင်နော်စာပေလင်းရောင်ကပေးတဲ့ခွန်အားတွေနဲ့အတူစိတ်ချမ်းမြေ့စရာအချိန်လေးတွေကိုကျမတို့နဲ့အတူတူဖြတ်သန်းကြရအောင်လားနော်